ကိုတည်းရဲ့မိတ်ဆွေများလို့မင်္ဂလာပါဒီဗီဒီယိုကတော့ပေါ့နော်ကျွန်တော်နိုင်ငံခြားမှာအနေကြတဲ့သူတယောက်အနေနဲ့နိုင်ငံခြားကိုလာဖို့အတွက်ပြင်ဆင်ထားတဲ့ကျွန်တော်ရဲ့ညီကောင်မောင်နှမတွေအတွက်ပေါ့နော်ကျွန်တော်မလာခင်မှာပြင်ဆင်ရမယ့်အဓိကအရေးကြီးဆုံးအပိုင်းနှစ်ပိုင်းကိုကျွန်တော်မျှဝေပေးပါမယ်အဲ့ဒီနှစ်ပိုင်းကတော့လုံးဝကိုပြင်ဆင်ထားရမယ်ပေါ့နော်ပေါ့ဆလို့လည်းမရဘူးပထမကတော့ဗာလဲဆိုတော့ကိုယ့်ရဲ့ကျန်းမာရေးပေါ့နော်တချို့တွေကကျွန်တော်တို့ဒီကျန်းမာရေးကို medical check လုပ်ရမှာတအားကြောက်တယ်ကျွန်တော်ဆိုလို့ရှိရင်တော့မကြောက်ဘူးဘာလို့ဆိုတော့ကျွန်တော်တို့ကကျန်းမာရေးဝန်ထမ်းဖြစ်နေတဲ့အတွက်ဘာယောဂပဲမဆိုဘလိုမျိုးအခက်ခဲပဲမဆိုကိုကြိုပြီးတော့မှတိလိုက်မယ်ဆိုလို့ရှိရင်စောစောသိရင်စောစောကူးလို့ရတယ်ဆိုတော့အရာလေးတိထားတဲ့အတွက် medical check လုပ်ရမှာမကြောက်ဘူးပေါ့နော်ဒါပေမဲ့တချို့ညီကောင်မောင်နှမတွေကျတော့ဘလို့ဖြစ်လဲဆိုတော့ဆေးစစ်ရမှာကိုတအားကြောက်တယ်တခုခု error ဖြစ်သွားမှာကိုစိုးရိမ်နေပေါ့နော်အဲ့ဒါကကျွန်တော်တို့လုံးဝပြဿနာပဲပေါ့နော်ဘာဖြစ်လို့လဲဆိုတော့နိုင်ငံခြားမှာကကိုကတယောက်ထက်သွားပြီးတော့မှရေချမ်းမြေချမ်းမှာလောက်ရမှာဖြစ်တဲ့အတွက်ကျန်းမာရေးမကောင်းဘူးဆိုလို့ရှိရင်လုံးဝမလွယ်တဲ့ကိစ္စပေါ့နော်ကျွန်တော်တို့ပြုစုမဲ့သူလည်းမရှိဘူးမြန်မာနိုင်ငံလိုမိဘရင်ခွင်တွေကလိုမိသားစုကြားတွေကလိုမျိုးနှိပ်ပေးမဲ့သူလည်းမရှိဗယူးဆိုင်မဲ့သူလည်းမရှိကိုယ့်ဘာသူပဲရုန်းကန်ရတာပေါ့နော်အဲ့ဒီအချိန်ကကျွန်တော်တို့အားလုံး overseas မှာရောက်နေတယ်ဆိုလို့ရှိရင်သိလိမ့်မယ်နေမကောင်းတဲ့အချိန်ကလုံးဝကိုအိမ်ကိုလွမ်းတယ်မြန်မာပြည်ကိုလည်းလွမ်းတယ်ကိုယ့်ရဲ့မိသားစုကိုလွမ်းတဲ့အချိန်ပဲပေါ့နော်ဒါကြောင့်မလို့ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့မှလုံးဝပေါ်ဆလို့မရအောင်ကိုနိုင်ငံခြားကိုမလာခင်မှာ medical check လုပ်ဖို့လိုတယ်သွေးနဲ့ပဲဖြစ်စေတခြားတော့ကိုမှဒီယောဂကန်ရှိတာပဲဖြစ်စေအဲ့ဒီຢာတွေပုံမပြီးတော့မှကောင်းသွားပြီလားအဲ့လိုမျိုးကျွန်တော်တို့ပြန်စစ်ဖို့လိုတယ်အဲ့လိုမျိုးကျန်းမာရေးကောင်းမှသာနဲ့သူများနိုင်ငံမှာအလုပ်လုပ်ရတာကပို့ပြီးတော့မှပျော်စရာကောင်းမှဖြစ်ပါတယ်ဒါကြောင့်မလို့ဒီဗီဒီယိုကိုကြည့်နေတဲ့ညီကောင်မောင်နှမတွေကတော့ပထမဆုံးအနေနဲ့ကျန်းမာရေးကိုအထူးစစ်ဖို့လိုတယ်ပေါ့နော်ကျန်းမာရေးမကောင်းမနဲ့မလာပါနဲ့ဘာမှကျွန်တော်တို့မထူးပါဘူးဒီမှာပင်မန်းတာနဲ့ကျန်းမာရေးမကောင်းလို့ဆေးကုနေရနဲ့ပေါ့နော်ကျွန်တော်တို့နေရထိုင်ရတာပျော်ရွှင်မှလည်းမဟုတ်ဘူးတော့နောက်တစ်ခုကဆိုးတာကကိုယ့်ရဲ့မိသားစုတွေနဲ့ဝေးနေတာဖြစ်တဲ့အတွက်မိသားစုတွေကလည်းကိုယ့်ကိုစိုးရိမ်နေတဲ့အတွက်သူတို့တွေမှလည်းစိတ်တော့ကတွေရောက်တယ်ကိုယ်တိုင်လည်းမပျော်ရွှင်ဘူးဆိုရင်အဆင်မပြေဘူးပေါ့နော်ဒါကြောင့်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့မပေါ့ဆဖို့လိုတယ်နောက်တစ်ချက်ကတော့ဗာလဲဆိုတော့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကိုပြင်ဆင်လာဖို့လိုတယ်တခါလေးမှလူငယ်အများစုကဘာမှားတတ်လဲဆိုတော့နိုင်ငံခြားကိုရောက်ပြီဆိုရင်ရုပ်ရှင်တွေကလိုပဲအောင်အဆင်ပြေသွားမှာပဲသူ့လို okay သွားမှာပဲဆိုပြီးတော့မှတွေးလာကြတယ်ပေါ့နော်အဲ့ဒီကကျွန်တော်စပြီးတော့မှမှားတဲ့အရာပဲဒါကျွန်တော်အနေနဲ့ပြောရလို့ရှိရင်နိုင်ငံခြားကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဘဝရဲ့ခြေလမ်းစပြီးတော့မှလှမ်းတာပဲဒါကျွန်တော်တို့ကိုယ့်ရဲ့ရည်ရွယ်ချက်တွေအောင်မြင်ဖို့ကိုယ့်ရဲ့မိသားစုကိုထောက်ပံ့နိုင်ဖို့ဝင်ငွေတွေရှာဖို့အတွက်စပြီးတော့မှခြေလေးတစ်လမ်းလှမ်းလိုက်တာပဲပေါ့နော်ကျွန်တော်ခံယူထားတာကတော့ကျွန်တော်နိုင်ငံခြားကိုစထွက်တော့ကလည်းအဲ့ဒီလိုမျိုးစိတ်လေးနဲ့ကျွန်တော်ခံယူပြီးတော့မှစထွက်တယ်ဒီမှာကျွန်တော်ဖြည်းဖြည်းချင်းနဲ့ကိုယ့်ကိုယ်ပဲအဆင်ပြေသွားအောင်ကြိုးစားတယ်ပေါ့နော်ဆိုလိုတဲ့အရာကဘာလဲဆိုတော့တခါလေးမှလူငယ်တွေမှားနေတဲ့ဒီသဘောထားလေးကအဲ့လိုမျိုးနိုင်ငံခြားကိုရောက်ပြီဆိုရင်သူ့ဘာသူပဲအဆင်ပြေသွားမှာသူ့ဘာသူပဲဒီအလုပ်တွေကလည်းအဆင်ပြေသွားမှာငွေတွေကလည်းရလာမယ်အဲ့လိုမျိုးကျွန်တော်တွေးလိုက်တာပေါ့နော်ပြီးတော့မပင်ပန်းဘူးပေါ့အေးဆေးရမယ်ဆိုပြီးတွေးလိုက်တဲ့အခါမှာတကယ်လဲလောကဓာတ်တရားနဲ့တကယ်လဲပင်ပန်းမှုတွေခက်ခဲမှုတွေနဲ့ကြုံတွေ့ရရောသွားရောအဲ့ဒီအချိန်မှာကျွန်တော်တို့ဘာမှကိုပဲမလုံနိုင်တာတွေဖြစ်တတ်တယ်ပေါ့နော်စိတ်ပင်ပန်းမှုတွေရရှိတတ်တယ်ဒါကြောင့်မလို့ဒီဘက်ကိုကြည့်နေတဲ့လူငယ်ကနံပါတ်1အနေနဲ့နိုင်ငံခြားကိုမလာခင်မှာကျန်းမာရေးနဲ့ပတ်သက်ပြီးတော့မှအထူးပြင်ဆင်ထားပါနောက်ပြီးတော့ဒီစိတ်ပိုင်းဆိုင်ရာကိုလည်းကျွန်တော်ပြောခဲ့သလိုပဲပေါ့နော်ဒီနိုင်ငံခြားအင်တာဗျူးအောင်ပြီဆိုကြတဲ့ကကျွန်တော်တို့ငါခြေတလန်းလှမ်းခွင့်ရပြီဆိုတာကိုကျွန်တော်တို့ကိုယ့်ကိုတွေးထားလိုက်ပါအဲ့လိုနဲ့ကျွန်တော်တို့ဒီမှာဖြစ်လာတဲ့အရာကိုရင်ဆိုင်မယ်ကြော်ဖြတ်မယ်ပြီးလို့ရှိရင်လေးလာမှုတွေလုပ်မယ်ကိုယ့်ရဲ့ဘဝအတွက်ငွေတွေစုမယ်ကိုယ့်ရဲ့မိသားစုကိုထောက်ပံ့မယ်ဆိုပြီးတော့မှကိုယ့်ရဲ့စိတ်ပိုင်းလေးကိုပိုင်းဖြတ်တာပါဒါဆိုလို့ရှိရင်အဆင်ပြေမှာပါကျေးဇူးများတင်ပါတယ်ကိုယ့်ရဲ့မိတ်ဆွေများအားလုံးအဆင်ပြေကြပါစေ